ကျွန်တော်ကျမ်းပိုက်လေးတစ်ခုကျွန်တော်ဖတ်ပြခြင်းတယ်။ဘောလသဲခန်းကြီးနှစ်အပိုင်းငယ်၈ခရစ်တော်၏တရားကိုမလိုက်တဲ့လူအဆက်ဆက်ခံသောဤဥပဒေသားနှင့်လောကီတရားတို့ကိုလိုက်၍လောကီပညာနှင့်အချီးနှီးသောပရိယေအားဖြင့်သင်တို့ကိုအဘယ်သူမျှမလူယူမဖြက်စီးစေခြင်းကသတိပြုကြလော့။ဒီကျမ်းပိုက်ကိုကျွန်တော်အရင်သဘောကျတာဖြစ်တယ်။ခုဒီဘက်ခေတ်မှာကျွန်တော်တို့ကလောကနဲ့ပတ်သက်တဲ့အရာတွေနဲ့ကျွန်တော်တို့ကိုကြိုက်လာအောင်ခဏလောက် motivation ရလာအောင်လို့ကျွန်တော်တို့ကိုခရစ်တော်ရဲ့နာမကိုအသုံးပြုပြီးတော့မှဟောပြောလာကြတယ်လှုပ်လာကြတယ်လူအကြိုက်လှုပ်လာကြတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ရဲ့တရားကတော့ကျွန်တော်တို့ကိုအမြဲတမ်း motivation ဖြစ်နေမှာတော့မဟုတ်ခရစ်တော်ရဲ့တရားထဲမှာကျွန်တော်နောင်တရခြင်းလမ်းသို့ခေါ်ဖို့အတွက် conviction ဆိုတဲ့အရာပါတာဖြစ်တယ်။အဲကြောင့်ဘုရားပြောမဲ့စကားကခရစ်တော်ရဲ့တရားကတကယ်စစ်မှန်တဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့ motivation ဖြစ်ချင်မှဖြစ်လိမ့်မယ်။ဒါပေမဲ့နောင်တရဖို့အတွက်အမြဲတမ်း offer လုပ်နေတယ်။အမြဲတမ်းဘုရားသခင်ကျွန်တော်တို့လက်ကမ်းနေတယ်။ဆွဲခေါ်နေတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာပါတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီထဲမှာပြောထားသလိုပဲကျွန်တော်တို့ဘယ်သူမှကျွန်တော်တို့ကိုမလူယူမဖြက်စီးနိုင်ဖို့အတွက်ကျွန်တော်တည်ထားဖို့လိုတယ်လောကရဲ့ချောမောတဲ့စကားလောကီတရားနှုလို့ပြောတဲ့အခါမှာနုညံ့ညံ့လေးနဲ့ကိုယ့်ကိုခဏလောက် motivation ရအောင်လုပ်ပေးမယ်ကိုယ့်ရဲ့အတွင်းလူပျက်စီးနေစေတဲ့တရားတွေကိုကျွန်တော်တို့တည်ထားဖို့လိုတာဖြစ်တယ်ကျွန်တော်ရှောင်ကျဉ်တတ်ဖို့လိုတာဖြစ်တယ်ဆိုတဲ့အရာလေးကျွန်တော်ပြောပြပေးချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် God bless you